တရွာမပြောင်းသူကောင်းမဖြစ်ဟုတ်ကဲ့စိတ်တက်မကောင်းရင်ဘယ်ပြောင်းသူကောင်းမဖြစ်ပါဘူးလူတွေကိုရှင်းပြပြီးအချိန်မဖြုံးပါနဲ့လူတွေကသူတို့ကြားကျင်တာကိုပဲကြားတတ်ကြတယ်ဝေဖန်တဲ့ပတ်ဝန်းကျင်ကိုကြောက်နေရင်အောင်မြင်တဲ့ပန်းတိုင်ကိုမရောက်နိုင်ဘူးဘဝဆိုတာဘာဖြစ်လာမှလဲဆိုတာရှာဖွေနေရတာမခက်ဘူးဘာဖြစ်ချင်လဲဆိုတာကိုယ်တိုင်ပုံဖော်ဖန်တီးရတာပါလူတိုင်းသူ့အပူနဲ့သူရှိတယ်ကိုယ့်အပူမှပူတယ်မလုံးနဲ့လူတိုင်းသူ့အယူနဲ့သူရှိတယ်ကိုယ့်အယူမှမှန်တယ်မလုံးနဲ့လူတိုင်းသူ့တန်ဖိုးနဲ့သူရှိတယ်ကိုယ့်လိုလူမှတန်ဖိုးရှိတယ်မလုံးနဲ့ဆိုတာဇာပြောကောင်းဖို့ထက်အကောင်းစကားပြောတတ်ဖို့ပိုအရေးကြီးပါတယ်စကားအများကြီးပြောပြီးဘာတန်ဖိုးမှမပါတာထက်တန်ဖိုးရှိတဲ့စကားတစ်ခုကိုတာဝန်ယူပြောနိုင်ဖို့ကအဓိကပါတချို့လူတွေကိုသိစေခြင်းနဲ့စိတ်ကောင်းမွေးနေတာပါအကုန်သိပါတယ်နေတာမဟုတ်ပါဘူးပြန်ရုံမှတတ်ပါတယ်ပြန်ကောက်ကျစ်တတ်ပါတယ်ဒါပေမဲ့ဘယ်တော့မှမလုပ်ပါဘူးငါဖြစ်နေလို့ပါဘဝဆိုတာကျွေတလက်ကြက်တခုံမှုချမ်းသာတဲ့သူကလည်းတစ်သက်လုံးချမ်းသာမယ်ထင်ပြီးမမော်ကြွားတင်ဘူးဆင်းရဲတဲ့သူကလည်းတစ်သက်လုံးဆင်းရဲမယ်ထင်ပြီးအားမငယ်တင်ဘူးကံကြမ္မာအလှည့်အပြောင်းမှာကံချင်းရင်ပြောင်းပြန်ကြုံတွေ့ရတတ်တယ်ဆုံးရှုံးသွားတဲ့အရာတချို့အတွက်ကြေကွဲဝမ်းနည်းမှုတွေနဲ့အချိန်ကုန်မခံပါနဲ့အပြောင်းအလဲများတဲ့လူဘဝကြီးမှာဆုံးရှုံးမှုဆိုတာထူးဆန်းတဲ့အရာမဟုတ်ပါဘူးကြံရှိနေတဲ့အချိန်လေးမှာသိငယ်မှုနဲ့အသက်မရှင်ပါနဲ့ယုံကြည်မှုတွေနဲ့သာအသက်ရှင်ပါယုံကြည်မှုဆိုတာအောင်မြင်ခြင်းရဲ့တော့ချက်ဖြစ်နေလို့ပါ